ဥပဒါနဲ့ခွေးနဲ့စောအခန်းနှစ်ကျုပ်တို့ရွာကဇီကုန်းလို့ခေါ်တယ်ဗျကျုပ်တို့နားမှာပေတော့ရွာရဲ့တဲမြင့်ရွာရဲ့ဆိုပြီးရွာသုံးရွာကဖိုးကုန်းလောက်ဆိုင်ပုံနဲ့တည်ရှိနေတာဗျအဲ့ဒီရွာသုံးရွာရဲ့အလယ်မှာပကံခေတ်ကလေးကတည်ထားတဲ့ပရိုတစ်ခုရှိတယ်ဗျတရားနဲ့တရားရှင်းမှကြီးဝေးတယ်စီးလူကြီးနဲ့ရွာတဲခဲ့တာလဲအအောင်ဆရာကြီးဗျဖိုးကုန်းလောက်ဆိုင်ကိုတရားနဲ့တရားရှင်းမှလောက်ဒီပဲထားပါတော့အဲ့ဒီဥပဒါကြီးအကြောင်းဆက်ပြောကြအောင်ဗျာဒါနဲ့စကားမစကျွန်တော် channel လေးကို subscribe လုပ်ပြီးတောင်းဆိုချင်ပါတယ်ဥပဒါကြီးကသဘောကောင်းနေဆိုပေမဲ့သူကအလွန်အဆမတန်နေဗျရွာကလူတွေဆိုရင်လေသူကလူစားရတော့မလုပ်ပေမဲ့မထင်သလိုစမ်းလို့တတ်တာဗျဒါကြောင့်လဲကျိုးဖို့တကြီးကခဏခဏသိပေးရတာပေါ့ဗျာဒီတစ်ခါပြောမှာကတော့ခုနကဖန်ဆားတဲ့ဇာတ်မဲဗျအဲ့ဒီအဖြစ်တုန်းကကျုပ်တို့ခန့်ခဲ့တော့ပေါ့တရက်ကျုပ်ရဲ့ဖို့တရုပ်ရဲ့ဆိုတဲ့ကျုပ်တငယ်ချင်းရဲ့နောက်ပြီးတရားတငယ်ချင်းနဲ့ဖတာပေါ့ဗျာဖုန်ကြီးကြောင်းဝိုင်းနောက်ဘက်မှာကုံကြီးတို့ကစားကြတာပေါ့ဗျာကုံကြီးဆိုတာကကုံကြီးရဲ့အစီအဗျခပြပြရှော့ကလေးဖြစ်နေတာအဲ့ဒါနဲ့ပြီးကစားရတာပါကျုပ်တို့ကတော့ကုံကြီးတို့လို့ခေါ်ကြပါတယ်ရှော့နေတော့ဖို့တရုပ်ကဖဲအောင်နဲ့ဆိုပြီးကြရတော့ပဲဗျာသူ့ဘက်ကိုလည်းလက်နဲ့ပြီးတော့အော်ဟစ်နေတာအဲ့ဒီတော့ကကျုပ်တို့အားလုံး7နှစ်သားလောက်ပဲရှိသေးတာဆိုတော့ဘာလို့အမှမကြည့်သေးဘူးဗျဒါနဲ့ဖိုးတရုပ်ကိုဝိုင်းထမ်းပြီးတော့သူ့အိမ်ကိုလိုက်ပေါ်ကြတော့ပေါ့ဗျာသူ့ရောက်တော့ပိုဆိုးလာတယ်ဖိုးတရုပ်မှာငိုပြီးတော့လူးလည်နေတာပဲဒါနဲ့ရွာကရှိကြကြီးကိုပြရတာပေါ့ရှိကြကြီးကလာကြည့်တော့လေဘာမှသိမထူးမချမ်းတော့ရှိကြကြီးကတရားစမ်းသပ်ကြည့်ပြမယ်လေလေးလည်းမဟုတ်ဓာတ်သဘောလည်းမဟုတ်အပြည့်စံမျိုးဖြစ်နေပေါ့ဗျာဒါနဲ့ရှိကြကြီးကပြောကလူစားပြီးတော့ပြောကစစ်ကြည့်တာပေါ့ကျုပ်တို့ကဘင်းတို့ဆရာကြီးတွေဆိုတာအထက်လန်းနေပါရဲ့လေအနေချင်းတက်ရတယ်ဗျတော်ရပြောကစစ်မဆိုတော့ဖိုးတရုပ်ကရုတ်တရက်လေးဖက်ကောက်ထားလိုက်ပြီးခွေးလူဦးလေဗျာကျတို့လည်းမျက်မြင်မို့လို့အံ့ဩနေမိတာပေါ့ဦးရာမဗျာတကယ်ခွေးတစ်ကောင်တော်ဦးရာကျုပ်ပြဲလို့ဦးတတ်မှာမဟုတ်ဒါနဲ့စီးသားကြီးကကျမလိုက်တော့မှဦးရက်ပြီးတော့ခွေးတိုင်းကလေးကိုလိုထိုင်နေတယ်နောက်တော့စီးသားကြီးကလည်းနင်ကပါလဲဘာလို့လှုပ်ထားလဲမေးတော့မှတွေးချောင်းကဆုံးမပါတဲ့နာမည်လေးပြောလိုက်သေးတယ်ကျတို့သိမှန်းမိတော့ဗျာမီးဆိုလာပါလားပဲသူကအမဲသားစားခြင်းတော့ကလေးကိုပြစထားရပါတဲ့အမဲသားလေးပိသားကိုမကြက်ရက်ခင်ပြီးတော့စကောရဲထက်ဖျက်ခင်ပြီးတမျိုးပေါ်ပုံပေးပါတဲ့ပြီးတော့ဖျက်ငုတ်တို့ကုန်းနာကိုနရန်ချင်းချင်းလက်ချပေးပါတဲ့မချပေးမချင်းကလေးကိုလှုပ်ထားမယ်လို့ပြောရောဒါနဲ့စီးသားကြီးလဲသူတက်တဲ့တော့ကူပေးပါတယ်ဖျက်သွားတာကတော့ဥပဒါနဲ့သူသားလေးကိုကိခိုင်းတာပေါ့ခွင်းနဲ့ဆုံးရဒါပေမဲ့စီးသားကြီးကဖြစ်ပါတယ်ဗျဆုံးကအဆင်းဒါပေမဲ့စီးသားကြီးကဆုံးကအဆင်းမြင်လို့သူကုလို့မနိုင်ဘူးလို့ပြောတယ်စီးသားကြီးကရီမန်းနေပက်ချိန်လုံးနဲ့ရိုက်ပြီးမဲ့ဖိုးတရုပ်ကခွေးတန်တိုင်းပြင်းနေရဗျာဘယ်နဲ့ဘုံမှမနေဘူးစီးသားကြီးမနိုင်တာလည်းဖြစ်နိုင်တော့နောက်တော့စီးသားကြီးလည်းလက်ဆွဲလိုက်ရတယ်ဒါနဲ့ဆုံးနဲ့အပေးယူလုပ်လိုက်တယ်အမေသားချပေးရင်ကလေးကိုရံပြူးနေတော့နောက်လဲထမ်းလို့တဲ့တော့ဆိုဆုံးမကလည်းကလေးပေးတယ်အဲ့ဒါနဲ့အမေသားရကိုအစီအစဉ်ကြတာပေါ့ဒါပေမဲ့ခက်တာကအဲ့ဒီခက်ကအမေသားတို့ဝတ်သားတို့ဆိုတာအခုခေတ်လိုမလွယ်ဘူးဗျရွာတွေမှာအမေသားပေါ်တော့မှအဲ့ရွာကလူတွေကအမေသားစားတာအခုခေတ်လိုဈေးဆိုတာလည်းမရှိဘူးအလန်းလည်းဝေးတော့ဒါနဲ့နောက်ဆုံးတော့ဖိုးတရုပ်အမေကတကြီးကိုအပူကတ်တော့ပါဗျာရွာတွေကနောက်တစ်ကောင်တော့ရအောင်တကြီးစီစဉ်ပေးပါသူကလည်းဝေးပေးဝယ်ပါမယ်ပေါ့ဆုံးမကလည်းလူလဲဗျဖိုးတရုပ်တို့ကအတော်တန်မဆက်စီတဲ့သူတွေပေါ့ဒါကြောင့်မို့လို့သူ့ပြစားလဲမဲသားချင်းနေစားမယ်တော့ပုံရတယ်ဒါနဲ့ကြောက်ဖေးလည်းကြီးပေးတာပေါ့ဗျာအဖေကတော့ဆုံးမကျဲမလိုက်စီခြင်းဘူးမြိုင်သားမျိုးကအထက်လက်ဆရာကြီးတွေကိုသွားပြင်ပြီးနေတော့ချင်တာဒါပေမဲ့ဒီမှာကဖိုးတရုပ်ကလူးလိမ့်နေပြီလေတစ်ချက်ငိုရင်သီးလေးချင်းတော့ဖြစ်သွားသေးတာအချိန်မရှိတော့ဘူးဆိုတော့နောက်ဆုံးတော့အမဲသားစာချုပ်ပဲဘုရားလည်းပေါ့ဗျာနောက်တော့ရွာတဲ့နွားရှိမအိမ်တွေကိုစဉ်းစားတယ်နွားတွေကမြတ်သောအဖြစ်ခိုင်းရရင်များတယ်နောက်တော့ဥပဒါကိုသိရတော့ပေါ့ဗျာသူကနွားတွေမျိုးရဲ့လေဥပဒါအိမ်ကိုကျုပ်အဖေနဲ့လူကြီးတို့လိုက်သွားတယ်ရွာကလူတွေကိုအဖေကအဲ့တဲ့ရင်ကိုလျှို့ဝခိုင်းထားတယ်ကျုပ်လည်းမရောက်မလဲနဲ့လိုက်ခဲ့တာပေါ့ဗျာဥပဒါအိမ်ကိုရောက်တော့ဥပဒါကနွားဆိုင်ရှင်းနေတာဗျအဖေကဥပဒါကိုအကျိုးရောပြောပြီးတော့နောက်တော့ဝယ်တော့ပေါ့ဗျာဥပဒါကကောင်းခါပြတယ်သူနွားတွေကိုမရောက်ဘူးတဲ့သူ့မှာသားရှိရဆိုပြီးတော့မျက်တုံးကန်ပြီးအိမ်တော်ဖေးကိုဝင်သွားတယ်ဥပဒါကအိမ်ရှိပြန်ထွက်လာတော့နောက်ပုံကျော်ကန်လာတာဗျ9 ပိသားလောက်ရှိတယ်အသားကလည်းရင်းနေပါဗျာကျုပ်ဖေကဥပဒါနောက်ပေါ်လဲဆိုတော့သားရှိသေးကျုပ်တို့တပိသားလောက်ရောင်းမလောက်ထပ်တောင်းတာဥပဒါကပြက်ကနဲ့မရှိတော့ဘူးတကြီးဒီဟာကုန်မဲတကြီးစားစီနောက်နေ့ကျကျုပ်တို့ကောင်ပေါ်ကျွေးမယ်ဆိုပြောလိုက်ပါရောအဖေလည်းဥပဒါကိုညှင်းလိုက်ပြီးတော့ဥပဒါတို့နှုံကနေပြန်ထွက်လာခဲ့တာပေါ့ဗျာဒါနဲ့ကျုပ်တို့လည်းအမေသားပုံကြီးကိုတောင်းကြီးအထင်ပြန်လာခဲ့တာပေါ့အဖေကတော့လိုက်တော့ကျုပ်ကတော့
ဖိုးလေးကိုစီလိုက်ရှင်နေပြလိုက်တယ်အဖေကခွင့်ပြုပါတယ်ဖိုးလေးနဲ့ကျုံးနဲ့ကခင်သောတငယ်ချင်းတွေကိုစားပေါ်စားဘက်ကစားပေါ်စားဘက်တယ်လေဒါပေမဲ့အဖေကတော့တခုပြောညနေဖျံငုတ်တို့ကိုလည်းမသွားနဲ့တဲ့အခုဖက်ပြကတော့ဆွန်ဒီကြီးဥပဒါနဲ့ခွင်းနဲ့ဆုံးအခန်းနဲ့ပဲဖြစ်ပါလေဗျာ